မြန်မာတန်ယုံကနေပြီးတော့ passport တွေကိုမလဲပေးတော့ဘူးဆိုပြီးတော့သတင်းတွေထွက်နေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအတော်များများစိတ်စိုးရိမ်မှုတွေဖြစ်နေကြတာတွေ့ရပါတယ် passport တိုင်းကိုမလဲပေးဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူးခင်ဗျလက်ရှိထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံကနေပြီးတော့ဒီအလဲဗီဇာနဲ့လာကြတဲ့အလဲ passport ကင်ဆောင်ထားတဲ့ PV လို့ခေါ်တဲ့ passport တွေကိုလုံးဝမလဲပေးတော့တာပါခင်ဗျPV နဲ့ပတ်သက်တဲ့ဒီအလဲ passport စာအုပ်မှန်သမျှဘယ်အမျိုးအစားမဆိုမလဲပေးတော့တာပါခင်ဗျကျန်တဲ့စာအုပ်တွေနဲ့တော့မတက်ဆိုင်ပါဘူးခင်ဗျ PJ တို့ကိုတော့ပုံမှန်ပဲလဲပေးနေပါတယ် PV အလဲ passport စာအုပ်တွေကိုလဲခြင်းတယ်ဆိုလို့ရှိရင်တော့နေပြည်တော်ကိုပြန်ဆင်းရမယ်နေပြည်တော်မှာစာတင်ရမယ်နေပြည်တော်မှာပေးပို့လိုက်တဲ့ကိုယ့်ရဲ့အချက်လက်တွေကိုနေပြည်တော်ဘက်ခြမ်းကစစ်ဆေးပြီးမှနေပြည်တော်ဘက်ခြမ်းကပြန်အကြောင်းကြားလာမှနိုင်ငံခြားကိုအလဲဗီဇာနဲ့ပြန်ထွက်ခွင့်ရှိမှာဖြစ်ပါတယ်။ PV စာအုပ်ကင်ဆောင်ထားတဲ့သူတွေအားလုံးဘယ်ဗီဇာမျိုးစားမဆိုအကုန်လုံးကိုတန်ယုံကနေပြီးတော့မလဲပေးတော့တာပါခင်ဗျ။ဘယ်သူတွေကိုတက်ရောက်မှုရှိလာလဲဆိုတော့ထိုင်းနိုင်ငံကိုဒီ PV စာအုပ်နဲ့ဝင်ရောက်လာပြီးအလုပ်ဗီဇာ၊ကျောင်းသားဗီဇာ၊နေထိုင်ခွင့်ဗီဇာအမျိုးမျိုးတွေကိုပေါ့နော်ဒီ PV စာအုပ်ကနေပြီးတော့ပြန်လျှောက်ထားပြီးနေထိုင်နေတဲ့ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့လူတွေကိုထိခိုက်သွားပါတယ်။မြန်မာတန်ယုံဘက်ခြမ်းကနေပြီးတော့မဖြစ်မနေဒီလူတွေကမြန်မာနိုင်ငံပြန်ရမယ်ဆိုပြီးတော့တရားဝင်ကြေညာတာတော့မရှိသေးဘူးခင်ဗျဒီသတင်းအချက်လက်တွေကတော့အခုပြောပြတဲ့သတင်းအချက်လက်တွေကတော့တန်ယုံအနီးနားမှာရှိတဲ့ဒီ passport ဝန်ဆောင်မှုလုပ်ပေးနေတဲ့လူတွေကနေတဆင့်သိရတဲ့သတင်းဖြစ်ပါတယ်တကယ်လို့စစ်ကောင်စီဘက်ခြမ်းကဒီ PV စာအုပ်နဲ့တရားဝင်ကြေညာလာမယ်ဆိုလို့ရှိရင်တော့စီမင်းစည်းကမ်းတွေကိုပေါ့နော်တရားဝင်ကြေညာလာမယ်ဆိုလို့ရှိရင်တော့ဒီကြေညာတဲ့ခါကျလို့ရှိရင် PJ စာအုပ်တွေပါလာနိုင်မလားဆိုတာတော့ထပ်ဆောက်ကြည့်ရအောင်မယ်ဒီနေပြည်တော်အထိတပ်ပန်းကုန်တဲ့စာအုပ်တွေကိုပြန်လဲရမယ်ပြီးတော့နေပြည်တော်မှာစာတင်ရမယ်နေပြည်တော်ဘက်ခြမ်းကစစ်ဆေးပြီးမှဒီလူကစီမင်းစည်းကမ်းနဲ့ပြီးတော့လိုက်နာထားတဲ့လူတယောက်တို့တတ်မှတ်ထားတဲ့လူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ခွင့်ပြုချက်ရမယ်အဲ့ခါကျမှတပ်တန်တိုးလို့ရမယ်ပုံစံမျိုးပေါ့နော်ဒီစီမင်းစည်းကမ်းတွေကိုတို့ဘယ်နေ့ထုတ်ဖော်မလဲဘယ်နေ့ပြောလာမလဲဆိုတာကိုထပ်ဆောက်ကြည့်ရအောင်မယ်ဒီထဲမှာမှ PJ စာအုပ်ပါလာနိုင်မလားဆိုတာကိုပေါ့နော်ထပ်ကြည့်ရအောင်ပါပေါ့တကယ်လို့ဒီမြန်မာတန်ယုံဒီကစစ်ကောင်စီဘက်ခြမ်းကတရားဝင်ကြေညာလာမယ်ဆိုလို့ရှိရင်တော့ PV စာအုပ်ပဲဖြစ်ဖြစ် PJ စာအုပ်ပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့မြန်မာနိုင်ငံထိပြန်လဲဖို့အဆင်မပြေဘူးအန်တီရရှိတယ်ဆိုလို့ရှိရင်လက်ရှိထိုင်းနိုင်ငံမှာဖွင့်မဲ့ဒီ6လပိုင်းမှာဖွင့်မဲ့ဘက်ကိုလည်းလှုပ်ထားလို့ရတယ်ပေါ့နော်ဒါကအကြံပေးတာပါခင်ဗျာနော်သူတို့ဘက်ချမ်းကကြေညာတာကိုထပ်ပြီးတော့စောင့်ကြည့်အောင်ပေါ့နော်အခုလောလောဆယ်တော့တရားဝင်ကြေညာတာမရှိသေးဘူးခင်ဗျဒီကြေညာလာတဲ့အထဲမှာဘာစည်းကမ်းချက်တွေဘယ်လိုစာအုပ်အမျိုးအစားတွေ PV ကြီးပဲလားဒါမှမဟုတ် PJ လည်းပါလာနိုင်လားကိုကျွန်တော်တို့ထပ်ဆောက်ကြည့်ရအောင်မယ်